ဟောလီဝုဒ်ရဲ့နာမည်ကြီးပြလောကစုံစမ်းစစ်ဆေးသူတွေဖြစ်ကြတဲ့အန်နယ်လော်ရင်ဝါယန်တို့ဟာဝိညာဉ်6လက်မှုအတော်များများကိုဖြည့်ရှင်းပေးခဲ့ကြပြီးဘလို့မှဖြည့်ရှင်းလို့မရတဲ့အမှုတစ်ခုကိုနောက်ဆုံးမှရင်ဆိုင်ခဲ့ရပါတယ်။အဲ့ဒါကတော့စမမိသားစုရဲ့အမှုပဲဖြစ်ပါတယ်။ဒီဇလန်ကတော့1983ခုနှစ်မှာအမေရိကန်ပြည်ထောင်စုပန်ဆယ်ဗေးနီးယားပြည်နယ်ကစတင်ခဲ့တာပါဂျက်နဲ့ဂျန်နက်စမာတို့ဟာသူတို့ရဲ့သမီး2ယောက်နဲ့အတူအိမ်တစ်ခုကိုပြောင်းရွှေ့ခဲ့ကြပါတယ်အရင်သူတို့နေခဲ့တဲ့အိမ်ကမုန်တိုင်းတန်ကြောင့်ပျက်စီးသွားခဲ့ပြီးအိမ်တစ်မှာတော့ပိုကောင်းတဲ့ဘဝအတစ်ကိုပိုင်ဆိုင်ဖို့မျှော်လင့်ခဲ့ကြပါတယ်အစပိုင်းမှာတော့အရာအလုံးအဆင်ပြေနေခဲ့ပါတယ်။ဂျက်ကအလုံးမှလည်းယာဒူးတိုးခဲ့သလိုအိမ်ကိုလည်းပြန်လည်မွမ်းမံဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့ပြင်ဆင်မှုတွေစတင်လိုက်တာနဲ့အိမ်ထဲမှာထူးဆန်းတဲ့အရာတွေဖြစ်လာခဲ့ပါတယ်။ပစ္စည်းတွေဟာသူ့ဘာသာသူရွေလျားသွားလာနေခဲ့ပြီးပြုပြင်ရေးကိရိယာတွေဟာပျောက်ကွယ်သွားလိုက်မူလနေရာကိုပြန်ရောက်လာလိုက်နဲ့ဖြစ်နေခဲ့ပါတယ်။အိမ်ရဲ့နယ်တစ်ခုမှာမဲနဲ့နေတဲ့အစွန်းထင်းတွေရှိနေပြီးဂျက်ကအဲ့ဒီနေရာကို3-4ကြိမ်လောက်ဆေးတုပ်ပေးမဲ့လဲအဲ့ဒီစွန်းထင်းတွေကသူ့ဘာသာသူပြန်လာနေခဲ့ပါတယ်။အိမ်ရဲ့မီးလုံးတွေလည်းမကြာခဏမိတ်တုပ်ဖြစ်နေခဲ့ပါတယ်။တညနေခင်းမှာဂျက်ခါ TV ကြည့်နေတော့မှပဲရုတ်တရက်သူ့ရဲ့ TV ဟာမီးဆွဲလောင်ခဲ့ပါတယ်။ဂျက်ခါလျှက်စစ်ပညာရှင်အတော်များများကိုခေါ်ပြီးစစ်ဆေးခဲ့ပေမဲ့လည်းဘာချို့ယွင်းချက်မှမတွေ့ခဲ့ရပါဘူး။တညမှာတော့ရေဒီယိုဟာသူ့ဘာသာသူအတန်အကျယ်ကြီးနဲ့မြည်လာခဲ့ပါတယ်။ဂျက်ခါစိတ်ဆိုးပြီးအိယာကနေထလာခဲ့ပြီးသူ့သမီးတွေရဲ့လှုပ်ရက်လို့ထင်ခဲ့ပေမဲ့အဲ့ဒီရေဒီယိုဟာပလက်ပေါင်းနဲ့ချိတ်ဆက်မထားဘဲနဲ့အလုံးလုံးနေတာကိုတွေ့ခဲ့ရပါတယ် TV နဲ့ရေဒီယိုတွေဟာပလက်ဖြုတ်ထားပေမဲ့လည်းသူ့ဘာသာသူအတန်ကျဲကြီးနဲ့မြည်လာတက်ခဲ့ပါတယ်အန်ဆွဲတွေနဲ့ဗီဒီယိုတွေလည်းသူ့ဘာသာသူပွင့်နေခဲ့ပြီးအိမ်ရဲ့အပူချိန်ကလည်းထူးဆန်းစွာနဲ့ကျဆင်းလာတက်ခဲ့ပါတယ်နွေရာသီမှာတော့အိမ်ထဲမှာအရန်ကိုအေးနေတက်ခဲ့ပါတယ်ဂျက်နဲ့ဂျန်နက်တို့ရဲ့ရေချိုးခန်းကိုပြုပြင်ပြီးတဲ့နောက်မှာတော့ထူးဆန်းတဲ့အရာတွေထပ်ဖြစ်လာခဲ့ပါတယ်။ပြုပြင်ပြီးနောက်တစ်နေ့မှာဂျန်နက်ဟာရေချိုးခန်းထဲကိုဝင်လိုက်တဲ့အခါတရိတ်ဆန်တွေချစ်ရလိုမျိုးချစ်ရတွေပြည့်နေတာကိုတွေ့ခဲ့ရပါတယ်။ဒီဖြစ်ပျက်တွေနောက်မှာတော့ဂျက်နဲ့ဂျန်နက်တို့ဟာအိမ်ထဲမှာမနေရလောက်အောင်ကြောက်လန့်နေခဲ့ပါတယ်။ဒီနေ့မှာဂျန်နက်ဟာအခန်းထဲမှာရှိနေတော့မှပဲသူ့ရဲ့ရောက်ခမကသူ့ကိုလန့်ခေါ်နေရလို့ထင်ခဲ့ပါတယ်။ဒါပေမဲ့ဂျန်နက်သွားကြည့်တဲ့အခါမှာတော့သူ့ရောက်ခမကသူ့ကိုမခေါ်ခဲ့ပါဘူးအဲ့ဒီနောက်မှာတော့မိသားစုဝင်တွေဟာသူတို့ကိုတစုံတစ်ယောက်ကလှမ်းခေါ်နေတယ်လို့မကြာခဏထင်ခဲ့ကြပေမဲ့ဘယ်သူမှမတွေးခဲ့ရပါဘူးတညမှာတော့ဂျက်နဲ့ဂျန်နက်တို့ဟာသူတို့ရဲ့သမီးခန်းထဲကအော်တန်တွေကြားခဲ့ရပါတယ်သူတို့ရောက်သွားတဲ့အခါမှာတော့သူတို့သမီးဟာချွေးတွေရွှဲနေပြီးအခန်းထောင်တစ်နေရာကိုကြည့်ပြီးအရန်ကိုကြောက်တတ်နေခဲ့ပါတယ်အခန်းထောင်မှာအရန်ကိုကြောက်စရာကောင်းတဲ့အရာတစ်ခုဟာလေထဲမှာပြန်တန်းနေတယ်လို့သူတို့သမီးကပြောခဲ့ပါတယ်ဒါပေမဲ့ဂျက်နဲ့ဂျန်နက်တို့ကတော့ဘာမှမမြင်ခဲ့ရပါဘူးသူတို့ကမီးဖွင့်လိုက်တဲ့အခါမှာတော့သူတို့သမီးလည်းဘာမှမမြင်တော့ပဲအနှဲငယ်ငြိမ်သက်သွားခဲ့ပါတယ်ဒါပေမဲ့နောက်တစ်နေ့မှာဂျန်နက်အမီးဖို့ချောင်းမှာအလုံးလုံးနေတော့မှပဲရုတ်တရက်အေးလိုင်းတစ်ခုကိုခန်းစားခဲ့ရပါတယ်ဖေဖော်ဝါရီလဖြစ်လို့ပြတင်းပေါက်ဖွင့်ထားတယ်လို့ထင်ခဲ့ပေမဲ့ပြတင်းပေါက်ကတော့ပိတ်ထားခဲ့ပါတယ်ဂျန်နက်နောက်လှည့်လိုက်တဲ့အခါမှာတော့ကြောက်မက်ဖွယ်ကောင်းတဲ့မြင်ကွင်းတစ်ခုကိုတွေးလိုက်ရပါတယ်။မီးဖို့ချောင်းထောင်းမှာမျက်နှာမရှိတဲ့အရေးမီတစ်ခုဟာလေထဲမှာပြန်တန်းနေခဲ့ပြီးဂျန်နက်ကိုစိုက်ကြည့်နေတယ်လို့ခံစားခဲ့ရပါတယ်။အဲ့ဒီရိပ်မီဟာဂျန်နက်ရဲ့အနားကိုဖြည်းဖြည်းချင်းကပ်လာခဲ့ပြီးသူ့အနားကနေဖြတ်သွားကအိမ်နံကိုဖြတ်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။အဲ့ဒီနေ့မှာပဲဂျန်နက်ရဲ့ရောက်ခမကလည်းအဲ့ဒီရိပ်မီကိုမြင်တွေ့ခဲ့ရတယ်လို့ပြောခဲ့ပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီရိပ်မီဟာမိသားစုဝင်အားလုံးရဲ့အမြင်မှာပုံမှန်လိုဖြစ်လာခဲ့ပါတယ်။ဂျက်နဲ့ဂျန်နက်တို့ဟာသူတို့အိမ်မှာဝိညာဉ်တစ်ကောင်ရှိနေတာကိုယုံကြည်လာခဲ့ကြပေမဲ့အဲ့ဒီဝိညာဉ်ကဘသူ့ကိုမှမထိခိုက်သေးတာကြောင့်သူတို့ဟာအဲ့ဒီယာနဲ့အတူနေထိုင်ခဲ့ကြပါတဲ့အချိန်နဲ့ငယ်ကြပြီးနောက်ဂျန်နက်နဲ့ဂျက်တို့မှာအမြွာသမီးလေးတွေထည့်ရခဲ့ပြီးအဲ့ဒီနောက်မှာတော့အရာအလုံးပြောင်းလဲသွားခဲ့ပါတယ်။ဒီနေ့မှာဂျက်ခါသူ့ရဲ့သမီးတွေနဲ့အတူဧည့်ခန်းထဲမှာထိုင်နေတော့မှပဲမျက်နှာချက်ကနေထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်။မျက်နှာချက်ပေါ်မှာတစုံတစ်ခုကိုဆွဲခွာနေသလိုမျိုးအတန်ဖြစ်ပါတယ်။ဂျက်ခါအပေါ်ကိုကြည့်လိုက်တဲ့အခါမှာတော့သူ့ရဲ့အသက်ရှူတန်းအောင်ရက်တန့်သွားခဲ့ရပါတယ်။သူဟာချက်ချင်းပဲသူ့ရဲ့သမီးငယ်လေးကိုဆွဲခေါ်လိုက်ပြီးသူတို့နှစ်ယောက်ဟာအဲ့ဒီနေရာကနေလွတ်မြောက်သွားခဲ့ပြီးမျက်နှာချက်မှာချိတ်ထားတဲ့မီဆိုင်ကြီးဟာအောက်ကိုပြုတ်ကျလာခဲ့ပါတယ်။အဲ့ဒီမီဆိုင်အောက်မှာလူတစ်ယောက်ရှိနေခဲ့မယ်ဆိုရင်အသက်ရှင်ဖို့မလွယ်ကူပါဘူး။ဒီဖြစ်ပျက်နောက်မှာတော့ဂျက်ခါဖះเจ้าကိုသွားခဲ့ပြီးဘုန်းတော်ကြီးတစ်ပါးနဲ့တွေ့ဆုံခဲ့ပါတယ်။ဘု
ုန်းတော်ကြီးကသူတို့အိမ်ကိုလာရောက်ပြီးပူဇော်ပတခြင်းရိုးရာဓလေ့ကိုလုပ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့အိမ်မှာဖြစ်နေတဲ့ထူးဆန်းတဲ့အရာတွေဟာခဏတာရပ်တန့်သွားခဲ့ပါတယ်။ဒါပေမဲ့ခဏအကြာမှာပဲပိုပြီးဆိုးရွားစွာနဲ့ပြန်ဖြစ်လာခဲ့ပါတယ်။မီးဖိုချောင်သုံးပစ္စည်းတွေမီးလောင်လိုက်မီးလုံးတွေသူ့ဘာသာသူပောက်ကွဲလိုက်တဲ့အိမ်ထဲမှာနေထိုင်တဲ့သူတွေဟာမကြာခဏထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။အဆိုးဆုံးကတော့ဘုန်းတော်ဤရဲ့ပူဇော်ပတ်သက်မှုပြီးပြီးချင်းမှာပဲသူတို့ရဲ့ခွေးဟာတုံရင်လာခဲ့ပြီးအော်ဟစ်ခဲ့ပါတယ်ပြီးတော့လေထဲကိုမြုပ်တက်သွားကအနောက်ဘက်ကနံရံကိုဝင်တိုက်မိပြီးပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားခဲ့ပါတယ်ဂျက်နဲ့ဂျန်နက်တို့ဟာအိမ်ထဲကဝိညာဉ်ဟာသူတို့ရဲ့မိသားစုကိုတပ်ဖို့စ조사နေရဆိုတာကိုသိရှိခဲ့ကြပြီးအတော်များများသောဘုန်းတော်ကြီးတွေကလည်းအိမ်ကိုလာရောက်ပြီးပူဇော်ပတ်သက်မှုတွေလုပ်ပေးခဲ့ပေမဲ့လည်းအကျိုးမရှိခဲ့ပါဘူးဂျက်ခါဘုန်းတော်ကြီးကိုနှင်ထုတ်ခြင်းကိုလုပ်ပေးဖို့တောင်းဆိုခဲ့ပေမဲ့အဲ့ဒီဖြစ်ပျက်တွေအတွက်တက်တဲ့အထောက်အထားမရှိတာကြောင့်ဖះเจ้าကခွင့်မပြုခဲ့ပါဘူးဂျက်ခါအဲ့ဒီအိမ်မှာငွေများကြီးသုံးဆွဲခဲ့တယ်လို့အိမ်ကိုဝယ်မဲ့သူလည်းမရှိတာကြောင့်သူတို့မိသားစုဟာအဲ့ဒီအိမ်ကနေမထွက်ခွာနိုင်ခဲ့ပါဘူးနှစ်တွေ့ကြခဲ့ပေမဲ့လည်းသူတို့ရဲ့ပြဿနာတွေအတွက်အဖြေကိုမတွေးခဲ့ကြပါဘူးအဲ့ဒီချိန်မှာပဲတစုံတစ်ယောက်ကသူတို့ကိုအန်နဲ့လော်ရင်းဝါရန်တို့အကြောင်းပြောပြခဲ့ပါတယ်အန်နဲ့လော်ရင်းဝါရန်တို့ဟာစမမိသားစုကိုကယ်တင်နိုင်ပါမလားဒါမှမဟုတ်ပိုပြီးကြောက်စရာကောင်းတဲ့အရာတွေဖြစ်လာမလားဆိုတာကိုသိချင်ရင်